ကျွန်တော်ကတော့ A insurance ရဲ့ရော်ကြေးကိစ္စတာဝန်ယူရတဲ့ claim ဌာနရဲ့ဌာနကြီးမှုဦးဆုံးမြင့်ဖြစ်ပါတယ်ဒီနေ့ပေးရတဲ့ရော်ကြေးငွေစုစုပေါင်းကတော့3,500ကျော်ဖြစ်ပါတယ်မန္တလေးနေပြည်တော်ရန်ကုန်နေရာ3နေရာမှာထိခိုက်ပျက်စီးသွားလို့ဒီနစ်နာတဲ့သူတွေကိုရော်ကြေးပေးတဲ့ပွဲလေးဖြစ်ပါတယ်ငလင်ဘေးဖြစ်ချင်းပေါ့လေငလင်ဘေးအာမခံထားတဲ့ policy တွေကိုစည်ရင်ပြုစုပြီးတော့အာမခံထားတဲ့သူတွေကိုထိခိုက်ပျက်စီးမှုရှိတယ်ဆိုရင်သူတို့အတွက်ရော်ကြေးပေးဆောင်ရွက်ပေးဖို့အသင့်ရှိတဲ့အကြောင်းစိတ်မပူဖို့ကျွန်တော်အရင်ဆက်သွယ်ပါတယ်အဲ့ဒီတစ်ပတ်ထဲမှာပဲဒီမန်းလေးမှာငလင်ဘေးအာမခံယူထားတဲ့လူတွေကိုအဲ့နေရာတွေအားလုံးကိုကျွန်တော်ကနဦးလေ့လာတယ်စစ်ဆေးတယ်မန်းလေးမှာအဆောက်အဦအတွက်ဒီငလင်ဘေးအာမခံဝယ်ထားတဲ့သူအားလုံးကို A insurance ရဲ့ဈေးနဲ့ပဲဒီကျွမ်းကျင်တဲ့ structure engineer တွေငှားပြီးတော့စစ်ဆေးတိုင်းတာတွက်ချက်တာတွေလုပ်ပါတယ်။ရော်ကြေးပေးအပ်ရန်ကြန့်ရှိနေတဲ့ case တွေအတွက်လည်းအမြန်ဆုံးပေးနိုင်အောင်ဆက်ကြိုးစားသွားပါမယ်။အခက်အခဲတွေကျော်လွှားဖို့ကျွန်တော်တို့ A insurance ကအတူတူရှိနေပါတယ်။